Muslim ယောက်ျားနဲ့အိမ်အောင်ကြလို့မြန်မာအမျိုးသမီးတယောက်ကအစ္စလာမ်ဘာသာဝင်အမျိုးသားကနေနှိမ့်ဆက်တဲ့အခါမှာတဲ့အစ္စလာမ်ဘာသာဝင်တွေအတွက်သူတို့အတွက်ဘာတွေအကျိုးအမြတ်ရှိတယ်လဲအဲ့ယောက်ျားလေးအတွက်ဟုတ်လားအဲ့ယောက်ျားလေးအတွက်ဘာအကျိုးမြတ်ရှိနိုင်တယ်လဲသိသလောက်ဘာအကျိုးမြတ်ရှိလို့အဲ့ဒီလိုလုပ်တာလဲဘာအကျိုးမြတ်ရှိလို့လုပ်တာလဲဆိုတော့အဖေကရှင်းရှင်းလေးပါပဲလူစိတ်မရှိလို့ပေါ့နောက်ထပ်မေးစရာရှိမဲ့ပုဂ္ဂိုလ်ရှိပါသေးလားโอเคမဝဝမြင်တဲ့ဟိုမှာအမျိုးသမီးတယောက်ကမေးပါတယ်ဗုဒ္ဓဘာသာအမျိုးသမီးတယောက်ကိုတဲ့အစ္စလမ်ဘာသာဝင်ကလားတယောက်ကယူလို့ရှိရင်တဲ့အစ္စလမ်ဘာသာဝင်ကနေထောက်ပံ့တာတွေရှိတယ်လို့ကြားပါတယ်အဲ့ဒါဟုတ်သလားတဲ့အဲ့တိုင်းမေးခွန်းအဲ့မေးခွန်းတိုင်းနော်ဟုတ်ပါတယ်သူမေးတာမှန်ပါတယ်ဟုတ်တယ်ဟိုမမနဲ့ရတော့ကတော့သူအခုလိုစောင်းရည်ရောက်တိုင်းစေအောက်ပိုင်းကိုပြန်ပြီးလို့ရှိရင်ဟိုမမနာမည်နဲ့မမမွေးထားတဲ့တားလေးနာမည်နဲ့သူအဲ့ဒီသူတို့အဖွဲ့အစည်းအတင်းကနေပြီးတော့တစ်ခေါက်ကိုပတ်စံ3သိန်းခွဲထုတ်ခဲ့တာကိုစာရွက်တရွက်မှာတွေ့ခဲ့တယ်ဒါအဲ့ဒါဟာအခုတားလေး4နှစ်5နှစ်အရွယ်မှာပဲအဲ့စာရွက်ကိုပထမဆုံးတစ်ချိန်တွေ့ခဲ့တာဘာကြောင့်တွေ့ခဲ့ရလဲဆိုတော့သူ့ရဲ့အများအားလွယ်ထားတဲ့အိတ်ကိုစိတ်ကအလိုတိကျင်တာနဲ့စစ်ကြည့်လိုက်တာပေါ့စစ်ကြည့်လိုက်တဲ့အခါမှာမမနာမည်လည်းပါတယ်တားလေးနာမည်လည်းပါတယ်သူ့ရဲ့အရင်မိမနာမည်တွေလည်းပါတယ်အဲ့ဒီစာရွက်ကိုကြည့်လိုက်တော့ထောက်ပံ့ကြေးထုတ်တဲ့စာရွက်ဖြစ်နေတယ်ကြည့်လိုက်တော့စာရွက်က3သိန်းခွဲပေါ့နော်ခဏက3သိန်းခွဲအဲ့တော့တစ်နှစ်ကို3သိန်းခွဲရတယ်လို့ထင်တယ်ဒါပေမဲ့ပေါင်းလာတာ6နှစ်9နှစ်ရှိပြီလုံးဝမတိရဘူးကိုကနဲ့ကိုစစ်မှပဲတိတာအဲ့နေရာမှာဦးဇင်းတို့နည်းနည်းလေးပြောပြစီအစ္စလမ်ဘာသာဝင်ကလားတယောက်ဟာတဲ့သူတို့ရဲ့အစ္စလမ်ဘာသာရဲ့ဥပဒေအရတရားဝင်မြန်မာဗုဒ္ဓဘာသာအမျိုးသမီးမြန်မာတိုင်းရင်းသူအမျိုးသမီးကိုတရားဝင်4ယောက်ယူခွင့်ရှိတယ်လို့ဦးဇင်းတို့သိရတယ်အဲ့ဒီဟာနဲ့ကိုက်ညီမနေဘူးလားဘာကြောင့်သူတို့တရားဝင်4ယောက်ယူခွင့်ရှိသလဲဆိုတာအခုမဝဝမြင်ပြောပြတဲ့အတွက်အားလုံးသိကြရပါပြီနော်နောက်ထပ်မေးမဲ့ပုဂ္ဂိုလ်များရှိပါသေးသလားမဝဝမြင့်ကိုတဲ့ရုံးတဲ့လက်မှတ်ထိုးပြီးတော့မကွဲပေးတာဘာကြောင့်လဲဘယ်လိုမြင်လဲဘာကြောင့်လဲလို့ဆိုတော့ तू ကတခြားနယ်သားဖြစ်တယ်ဒီမျိုးသားမဟုတ်ဘူးမဟုတ်တဲ့အတွက်ကြောင့်မို့လို့ तू ကအစတော့မမအားတယ်ပေါ့မမအားတယ် तू နှိမ့်စစ်တမျှလဲခံတယ် तू လိန်တမျှလဲယုံတယ်အဲ့တော့ဟိုတိတ်ပြီးမတိဘူးထင်လို့ပေါ့နော်မတိဘူးဘယ်မှတိုင်လို့မရဘူးဘယ်မှလည်းမသွားရဲဘူးပေါ့ငါပြောသလိုရတယ်ငါလုပ်သလိုခံတယ်ဆိုပြီး तू ကအချိုးခဲ့တာပေါ့နော်နောက်ပိုင်းကျတော့မမတိလာပြီအရန်ကိုတိလာပြီကိုအသက်အန္တရာယ်လဲမကြခင်ဒီလူလက်ထဲမှာငါသေတော့မှငါမလှုပ်ရှားရင်ငါအမေတွေအဖေတွေကိုဒီကိုတော်တွေကိုအမတွေကိုမတိုင်မီဘူးဆိုရင်ငါသေတော့မှဆိုတာကိုတိတော့အမေတွေအဖေတွေနဲ့တိုင်မင်းအမေတွေအဖေတွေကိုခေါ်ဆရာတော်တွေနဲ့တိုင်မင်းဆရာတော်တွေနဲ့တွေ့ဆုံအဲ့ဒီအချိန်ကျမှဟို तू ဟာအော်သူ့ကိုတကယ်ကွဲရတော့မှာပါလား तू တိပါတယ်လားပေါ့နော်အဲ့ဒီတော့မှ तू ကိုကွဲလိုက်ရင်ဒီနေရာမှာလည်းမနေရဘူးဒီမြို့မှာလည်းမျက်နှာပန်းမလှတော့ဘူးပေါ့ဟိုဗမာနဲ့ရလို့တာအားလုံးကခင်မင်းနေကြတာပေါ့ဒီမမနဲ့ကွဲလိုက်လို့ရှိရင်သူ့ကိုဘယ်သူမှအရေးလုံးမှမဟုတ်တော့ဘူးဆိုတော့အချက်နဲ့ तू ကမကွဲပေးချင်တာပေါ့ပြီးတဲ့ခါကျတော့
ဆက်ပြီးတော့လဲသူထောက်ပံ့ခြင်းတွေရော့နေမှာတို့ပြီးတော့စာရွက်မှာနာမည်ပြစရာမရှိမှဆိုလို့သူမကွဲပေးခြင်းတာလို့ထင်တယ်အဲ့လိုလဲဖြစ်နိုင်ပါတယ်အဲ့လိုပဲဖြစ်မယ်လို့ထင်ပါတယ်နောက်ထပ်မေးမဲ့ပုဂ္ဂိုလ်များရှိပါသေးသလားမဝဝမြင့်ပထမကိုဝင်ပြစ်တုံးကဘာပြုလို့မကွဲခဲ့တာပါလဲတဲ့အဲ့ဒါတော့မေးတင်ပါတယ်ဟုတ်ပါတယ်ဒီလောက်နှိမ့်စစ်နေတာကိုဘာဖြစ်လို့မကွဲခဲ့တာလဲလို့မေးတင်ပါတယ်ကျမကွဲတယ်မိဘတွေအိမ်ကိုပြန်သွားတယ်ကျမမိဘတွေကိုကျမပြောတယ်ပေါ့နော်သူအရန်ရိုက်လို့အရန်နှိမ့်စစ်လို့အခုကလေးလဲတည်သွားပြီကလေးရဖြူလာမဲလားလဲမမြင်ရဘူးဘယ်မှာမြုပ်တယ်ဆိုတာလည်းမသိရဘူးလို့အဖေနဲ့အမေကိုကျမသွားပြောပါတယ်ကျမသူ့ကိုလည်းမပေါင်းရဲတော့ဘူးသူ့ကိုလုံးဝမပေါင်းရဲတော့တာအားဒါကြောင့်မို့လို့ကျမနဲ့တူနဲ့ကိုကွဲပေးပါလို့မိဘတွေကိုပြောတယ်ပြောတဲ့ခါကျတော့မမတို့မြန်မာမိန်းကလေးတွေကယောက်ျားယူပြီးပြီအိမ်အောင်ကြပြီးပြီဆိုရင်ကွဲဖို့ခဲရင်ပါတယ်ဘယ်မိဘမှလည်းမကွဲခိုင်းပါဘူးလွယ်လွယ်လေးနဲ့အဲ့တော့လွယ်လွယ်နဲ့ကွဲဖို့မဖြစ်တဲ့အတွက်အဖေနဲ့အမေကသမီးကွဲလို့ရှိရင်တလင်ကနေနှစ်လင်မျိုးတို့ရိုးတဲ့မိဘတွေရှိပါတယ်တတိချကိုရိုးတဲ့မိဘတွေရှိတယ်လုံးဝမကွဲနဲ့နှိမ့်ဆက်လဲခံပေါ့နော်ရရင်လဲခံပေါ့ကိုယူခဲ့တာကိုပြစ်ကိုခံဆိုတဲ့မိဘတွေရှိပါတယ်ဒါပေမဲ့ကျမပြောချင်တာကိုသားသမီးမားနေတာကိုမိဘတွေကနမ်းပေါ်တင်မပေးဘူးမတဲ့ပေးဘူးဆိုရင်အဲ့ဒီမိဘအဲ့ဒီသားသမီးတွေဟာကိုတေတွင်ကိုတူးနေတယ်လို့ပေါ့နော်မိဘတွေမှမကဲဘူးဆိုရင်ဘသူကလာကဲမလဲအခုမမရဲ့မိဘလည်းဒီတိုင်းမှာပဲသူတို့ကတထစ်ချကြီးပေါ့ကိုကြိုက်လို့ကိုယူထားတာကိုဖြစ်ကိုခန်းဆိုတဲ့ပုံစံမျိုးနဲ့မမကိုပြစ်ထားခဲ့တဲ့အတွက်ဆက်လက်ပေါင်းတင်ရတာဖြစ်တယ်ကိုကျော်ဝင်းရဲ့ပထမအိမ်တော်ကိုဘယ်မှာထားတယ်လဲလို့မေးတာပါဘယ်သိမှာလဲသိလားအစ္စလာမ်မိန်းမကတော့မန္တလေးမြို့နယ်မြင့်ငယ်မြို့လားမြင့်ငယ်ရွာလားတော့မသိဘူးအဲ့မှာထားတယ်လို့သိရတယ်။ဩနောက်ထပ်မေးမဲ့ပုဂ္ဂိုလ်သူတို့ဘာသာတွေကိုဝင်လိုက်လို့ရှိရင်မဝဝမြင့်အနေနဲ့ဗာများအကျိုးခံစား권ရှိနိုင်ပါသလဲတဲ့အဲ့လိုလားဟုတ်တယ်မေကွန်းထပ်မေးပါဦးအဲ့ဦးသိမေးတဲ့အတိုင်းဟုတ်သလားဘာအကျိုးခံစား권ရှိတယ်လဲတဲ့ရှိခဲ့တယ်လဲပေါ့အစ္စလာမ်ဘာသာတွေကိုဝင်လို့ဘာအကျိုးခံစား권ရှိတယ်လဲဆိုတော့ဘာအကျိုးမှမရှိဘူးခံစား권မရှိပါဘူးသူလိုကိုလိုပါပဲဘာအကျိုးမှခံစား권မရှိတဲ့အပြင်ဘယ်လိုပြောမလဲသူတို့ဘာသာတွေကမိန်းကလေးတွေကိုအခုမြန်မာမိန်းကလေးတွေရာဆိုရင်ဘုန်းကြီးကျောင်းမှာသွားလို့လာလို့လွတ်လပ်သွားလို့လာလို့ရတယ်ကိုတိကျင်တဲ့ကျမ်းဂန်တွေကိုလည်းဖတ်လို့ရတယ်ဖျားဟောတဲ့အကုန်လုံးကိုလည်းငါတို့မြန်မာမျိုးသမီးတွေဖတ်လို့ရတယ်သွားလို့ရတယ်သူတို့အစ္စလာမ်ဘာသာမှာကြတော့အဲ့လိုမဟုတ်ဘူးမိန်းကလေးတွေကိုအယံနှိမ်နေမိန်းကလေးတွေဆိုရင်ကျောင်းဝမတည့်ရဘူးမိန်းကလေးတွေဆိုရင်ကျမ်းစာအုပ်တွေဘာတွေကိုကင်ခွင့်မရှိဘူးအဲ့တော့ဗလီကျောင်းမှာဆိုရင်မိန်းကလေးအဆောင်ကမိန်းကလေးအဆောင်တက်ယောက်ျားလေးအဆောင်ကယောက်ျားလေးအဆောင်တက်ယောက်ျားလေးအဆောင်ပေါ်မှာဆိုရင်မိန်းကလေးဆိုရင်ကြီးငယ်တိတ်လုံးဝဝင်ခွင့်မရှိဘူးမိန်းကလေးတွေကိုသူတို့ဘာသာအစ္စလာမ်ဘာသာပေါ့နော်မိန်းကလေးတွေကိုလုံးဝဖိနှိပ်ထားတယ်ဘာအခွင့်ရေးမှပေးမထားဘူးအဲ့ဒီအတွက်သူတို့ကလူဦးရေတိုးဖို့တက်ပဲဗမာမိန်းကလေးတွေကိုယူတာဘာကိုမှခံစား권မပေးဘူးနောက်ထပ်မေးမဲ့ပုဂ္ဂိုလ်များဟုတ်ကဲ့မမတို့မိဘတွေကနှက်ချောင်းကိုရွှေ့ပြောင်းသွားတာဟာဆိုရင်9နှစ်10နှစ်လောက်ပဲရှိပါသေးတယ်အစာတုန်းကအောင်တဆရာကိုရဲ့ကလေးမျိုးမှာနေပါတယ်
သူအမေတွေအဖေတွေရွှေ့ပြောင်းသွားပြီမဲ့မမတို့ရဲ့အတော်တွေအမားတွေနဲ့ကလေးမျိုးမှာပဲဈေးရောင်းရင်းဆက်လက်နေခဲ့တာပါအဖေတွေအမေတွေနဲ့အကိုတွေလောက်ပဲတောင်တူတွက်လောက်ကြတာပါနောက်ထပ်မေးမဲ့ပုဂ္ဂိုလ်များရဦးဇင်းမေးပြီမယ်ဦးဇင်းမေးပြလိုက်မြန်မာယောက်ျားလေးကတဲ့အစ္စလမ်ဘာသာဝင်အမျိုးသမီးတယောက်ကိုယူရင်အဲ့ဒီဟုတ်တယ်နော်ဘယ်လိုတွေဖြစ်လာနိုင်တယ်လဲပေါ့မြန်မာယောက်ျားလေးတယောက်ဟာအစ္စလမ်အမျိုးသမီးကိုယူတယ်ဆိုရင်အဲ့ဒီအစ္စလမ်နဲ့ကိုမိဘတွေကပေါ့နော်သူ့သားသမီးကိုသူ့သမီးကိုပေါ့နော်အစ္စလမ်ဘာသာတဲ့ကိုဝင်ခိုင်းဖို့ပြောပါတယ်ဒါပေမဲ့မြန်မာယောက်ျားလေးတွေကယောက်ျားပိတတယ်လှုပ်ကြွေးနိုင်တယ်ပြောရဲဆိုရဲတဲ့အရှိန်အဝါရှိတယ်ကိုယ့်ဘာသာကိုယ့်ရတနာကိုလည်းမစွန့်ပယ်နိုင်တဲ့မြန်မာယောက်ျားလေးဆိုရင်တော့အဲ့ဒီအစ္စလမ်မျိုးသမီးကဗမာပဲဖြစ်သွားပါတယ်ငါကြီးတွေကြားတယ်မို့လားနောက်တော့မိမဲ့ပုဂ္ဂိုလ်များရှိပါသေးသလား